ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုပြမယ် ဟုတ်တယ်ဗျာအလုပ်ပြပြီးတော့လာတာမပြုတ်ဘူး တာရယ်နော်ဟုတ်ပါလားအားလုံးတောင်းမယ်ဒီနေ့ ဒီဗီဒီယိုဖိုင်လေးကိုတော်တော်များများလည်းပါကြည့်ပြီးပြီလို့ထင်ပါတယ်ကျွန်တော်လည်းခံစားရတယ်ပေါ့နော်ဥက္ကဋ္ဌကြီးကနေစပြီးတော့မှကိုင်းနဲ့အထိရောက်အောင်သွားပြီးအားပေးတဲ့ပရိသတ်တွေဒါအနေနဲ့အရက်ရက်ကဘာအနှံ့နေကြည့်နေတဲ့မြန်မာပရိသတ်တွေအားလုံးဒါအရင်လည်းခံစားရတယ်တနာဖို့လည်းကောင်းတယ်တာဝန်ကြေတာထက်လည်းပူခဲ့ပြီအဲ့တော့ကစားသမားတွေကလည်းပွင့်လင်းပြောပြရင်သူတို့ကွင်းထဲမှာကန်နေတဲ့လူကပို့ပြီးနိုင်ကြမှာပေါ့ဗျာဒါတော့ကျွန်တော်နားလဲပါဒါပေမဲ့ဒီနေ့အသင်းနဲ့တူတင်ကိုတင်ကစားပြီးတော့မှရှုံးနေသွားတယ်ဆိုတမျိုးကျွန်တော်မြန်မာနိုင်ငံမှာကျင်းပတယ်မန္တလေးမန္တလာသီရိကွင်းမှာကျွန်တော်ကန်ခဲ့တဲ့စီဂိမ်းပွဲဗျာမြန်မာနဲ့ထိုင်းနဲ့ကန်တာနတ်တန်းထွေးလို့ခေတ္တမှာပွဲ YouTube မှာမကြည့်လိုက်ရတဲ့လူတွေ YouTube မှာပြန်ပြီးတော့မှကြည့်လို့ရတယ်အဲ့လိုပွဲမျိုးလိုမျိုးတူတင်ကိုတင်ကန်ပြီးနောက်ဆုံးရှုံးသွားတာကျွန်တော်တို့လက်ခံတယ်ကိုယ်စားရှုံးသွားလို့ခံစားနေရတာမဟုတ်ဘူးရှုံးသွားလို့ဝေဖန်နေတာမဟုတ်ဘူးအဓိက VNN အသင်းကိုမြန်မာအမျိုးသမီးအသင်းနေနဲ့တူတင်ကိုတင်ကစားပြီးနောက်ဆုံးရှုံးသွားတာကိုလက်ခံတယ်ကိုယ်စားအဲ့လိုမျိုးမကစားနိုင်ပဲနဲ့ဒီတိုင်းပဲခေါင်းငုပ်ပြီးတော့မှအရှုံးပေးလိုက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေမခံကြီးမခံတာဖြစ်ရတာဗျာကျွန်တော်ဆိုမနေ့တော့ငွေဆောင်ပြန်လာတယ်လားဘောလုံးပွဲတောက်လျှောက်ဖွင့်လာကြည့်လို့တော့မရပါဘူးကိုကကားမောင်းတယ်ဒါပေမဲ့ကားရက်တဲ့အချိန်တိုင်းကြည့်လိုက်တယ်1စီ2စီပြီးတော့ရှုံးတော့အရန်စိတ်တူတာကိုကအများကြီးမျောလင့်ထားတာဗျာဒီအသင်းကိုမျောလင်းလို့ရတဲ့အသင်းလေမျောလင်းလို့ရတဲ့အသင်းလေဘာဖြစ်လို့လဲအတွေ့အကြုံတွေအများကြီးရှိတယ်တိုင်ပွဲတွေကောင်းတဲ့ဝင်ပြိုင်မှုတွေမိထက်လူတို့လိုကစားသမားမျိုးဝင်းသိမ်ကြီးထွန်းတို့လိုကစားသမားမျိုးတွေရှိတယ်ဟုတ်တယ်အတွေ့အကြုံကအများများနေကျွန်တော်တို့အဓိကပြတ်မှတ်ပြည်သက်တွေလိုချင်တာစီးဂိမ်းပဲစီးဂိမ်းမှာကျွန်တော်တို့မြန်မာအမျိုးသမီးဘောလုံးအသင်းအမျိုးသားဘောလုံးအသင်းအောင်မြင်မှုမရတာကြာပြီအနည်းဆုံးတော့ဒီအမျိုးသမီးအသင်းကို final ထိသွားလိမ့်မယ်လို့ကျွန်တော်တို့ကမျှော်လင့်ထားတာဒီမျှော်လင့်ချက်တွေကြီးလို့လဲအခုလိုခံစားပြီးတော့မှဒီလိုဗီဒီယိုတွေရိုက်ပြီးတော့စကားတွေပြောပြသွားတာလည်းပါတယ်ဟုတ်တယ်မလားအဲ့တော့မျှော်လင့်လို့ရတဲ့အသင်းဖြစ်နေတယ်ဗျာခြေစွမ်းခြေစားလည်းကောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ဖြူဖြူဝင်းတို့လိုမျိုးစမ်းတော်လိုမျိုးရုံအားတွန်းအားကောင်းတဲ့ကစားသမားတွေလည်းပါတယ်ရုံးနေထိုင်တို့လိုကစားသမားတွေလည်းပါတယ်မေထက်လူတို့လိုကစားသမားတွေပါတယ်ဝင်းတင်ကြီးထွန်းတို့လိုမျိုး finishing ကောင်းတဲ့တိုက်စစ်မှုတွေလည်းပါတယ်ပြည်သက်တွေမျှော်လင့်မိတာစမ်းတာဒီ VNN နဲ့ကန်တဲ့ဘောလုံးငွေးထဲမှာဆိုရင်လုံးဝဗျာမြန်မာပြည်သက်အပြည့်ပဲမသိရင်ကိုယ်အိမ်ခွင်းမှာတူးနာခွင်းမှာကန်နေသလိုမျိုးကိုအားပေးတာဒါတော့မှကျွန်တော်ကကဘလူးဖြစ် final တော့တက်ရင်တော့ semi final final တော့တက်ရင်တော့ငါရအောင်သွားမယ်ဘန်ကောက်သွားမယ်ချောင်းပူရီကိုကားစီးသွားမယ်ကိုကတွေးထားပြီးအားပေးမယ်ပေါ့ဒါပေမဲ့အခုလေကြာလဲကြာအိမ်မက်တွေကလည်းပြက်ပတ်စံမကုန်တော့ဘူးပေါ့ဗျာတနည်းအားဖြင့်ရည်စရာပြောရရင်တော့ဒါပေမဲ့ကိုကအဲ့လိုမျိုးဖြစ်စေချင်တာမဟုတ်ဘူးလေပြီးတော့နောက်တစ်ခါကျတော့ VNN အသင်းကိုနော်ရှုံးသွားတဲ့အကြောင်းရင်းတွေမှာစလာကလေးကနေပြီးတော့ VNN အသင်းဖောင်ဖြတ်ပြီးအတကုံကစားမယ် VNN အသင်းကကိုယ့်ထက်အကုန်ကောင်းတယ်ဆိုတာသိကွင်းလေခန်းစစ်နဲ့ခန်းစစ်ကိုကြစ်လေးလေးစော့ရမယ်ဆိုတော့ကျွန်တော်ရှေ့ကဗီဒီယိုမှာလည်းကျွန်တော်ဘယ်လိုပြောပြမလဲသတိပေးတယ်ဗျာအားပေးစကားပြောသတိပေးထားတယ်ကျွန်တော်လူမျိုးတော်မှာဒီအခြေအနေကိုသိရဆိုရင်ကစားသမားတွေနီးပြအောင်မသိစရာအကြောင်းမရှိဘူးဒါပေမဲ့ပထမကိုပေးလိုက်ရတယ်ဘယ်လောက်မှမကန်ရသေးဘူးဒိန်းချာကိုလည်းမဟုတ်ဘူးတကူခွင့်ပြုလိုက်ရတယ်ပြဿနာမရှိဘူးဟဲ့လားနောက်တကူထပ်ပြီးတော့ကိုပိုးဆိုးတယ်အဲ့ဒီဥစ္စာကလေကျွန်တော်ပြောတာဆန်းတော်လားမသိဘူးဘောလုံးဒီ VNN ကစားသမားနှစ်ယောက်ရှေ့ကနေပြီးကိုဒီpenalty area ဆောက်လောက်ကနေဖြတ်ပြီးတော့မှသူယူလာတယ်ပြီးတော့ဘက်ပြီးတော့မှအလဲမှာ2ယောက်ရှိတယ်ကိုမြန်မာကစားသမားအလွတ်နေတယ်အဲ့2ယောက်ကိုပြီးရင်ရရတာနဲ့နောက်တန်းကိုသွားပြီးတယ်နောက်တန်းလည်းတစ်ခါနဲ့ကန်ထုတ်လိုက်ရင်ရရတာနဲ့ကိုသွားထိန်းတယ်ထိန်းတဲ့အချိန်မှာကိုကဘာဖြစ်လဲဆိုတော့စိတ်တွေကလှုပ်ရှားပြီးတော့မှသိရမလားဘောလုံးတွေလည်းကောင်းကောင်းမထိန်းနိုင်တော့ဘဲနဲ့အန်ပြီးတော့မှတစ်ဖက်ကစားသမားနဲ့ထိပြီးတော့မှဘောလုံးကမမျော်လင့်မဲနဲ့ကိုးပါးနဲ့ထိပြီးတော့မှVNN ကစားသမားခေါင်းတိုက်ပြီးတော့မှတော့အဲ့ချိန်မှာဂိုးသမားလည်းဘာဖြစ်တာလဲကျွန်တော်မေးချင်မျိုးပြမြညံလည်းဘာဖြစ်တာဟာသူမသိရင်အသေးအတန်တွေကန်လိုက်လို့ပုတ်ထုတ်လိုက်ရလို့
ဟိုနောက်ဂျွန်းတွေပြန်ရှေ့ဂျွန်းတွေပြန်ဖြစ်တယ်လို့ဖြစ်ဘာမှလည်းမဟုတ်ဘောလုံးကဒိန်းကြလည်းမဟုတ်ဘဲနဲ့ तू ကဒီမှာဂျွန်းပြင်းတယ်ဂိုးသမားလည်းမရှိဘူးပြီးတော့ကစားသမားတွေနောက်တန်းကစားသမားတွေအရန်ပေါ့တယ်အခုစန်တာဘက်ဆော့တယ်နံပါတ်4နံပါတ်ကျွန်တော်မသိဘူးဇမင်းရှိရှိနဲ့ပထမအလုံးလဲ तू ခုတာညံ့လို့ဒုတိယအလုံးဆိုလဲ तू ကဒီတိုင်းပဲ plain လွှတ်ထားပြီ तू ကတော့မှန်ပါတယ် expectation ဆိုတော့မျှော်လင့်မထားဘူးဒါပေမဲ့တကယ်အရေးကြီးတဲ့ပွဲတွေမှာအဲ့လိုမျိုးအသေးဖွဲရအစားဂယူးဆိုင်မှာရအဲ့တော့ကျွန်တော်ပြောချင်တာဒါပဲဘာမှဂယူးမဆိုင်ဘဲနဲ့ပေါ့ရော့မိလိုက်လို့ပထမဆုံးနှစ်ကိုပြီးလိုက်တဲ့အချိန်မှာမြန်မာဒေါင်းသွားဒါပဲ pressure တွေအရင်ဝင်သွားစကလေးကမြန်မာကစားသမားတွေအကျင့်ကဘယ်လိုလဲဆိုတော့ကျွန်တော်အစကလေးကပြောတယ်ဗီယက်နမ်နဲ့ပဲကန်ကန်ထိုင်းနဲ့ပဲကန်ဘာကြီးနဲ့ပဲကန်ကန်ဟုတ်လားဘာမှ view size ရမလို့ဒါပေမဲ့အဲ့အချိန်မှာကိုက anxiety နေဖြစ်ဟောဗီယက်နမ်နဲ့ကန်မှာဟာငါတို့နိုင်မမလို့ယုံကြည်မှုကမရှိတဲ့မျက်နှာတွေနဲ့အဲ့ကလေးကိုကသွားပြီအဲ့တော့ 2C ဆိုတော့စားစားချင်းပွဲပေးလိုက်ရတော့ပွဲကသိမ်းသွားသလိုဖြစ်သွားမြန်မာကစားသမားတွေရဲ့စိတ်ထဲမှာဒုတိယပိုင်းပြန်စားတာပဲဖြစ်ဖြစ်ဒီပထမပိုင်းနဲမှာပဲဖြစ်ဖြစ်ငါတို့ရအောင်လို့ပြန်ပြီးတော့မှကန်မယ်နိုင်အောင်လို့ပြန်ကန်မယ်ဂိုးတွေပြန်သွင်းမယ်ဆိုတော့ယုံကြည်မှုမျိုးလုံးဝမရှိဘူးတွေ့လည်းမတွေ့ရအောင်အကယ်၍မြန်မာ 2C ထည့်ထားပြီးတော့မှ VNN နောက်ကလိုက်ကန်မယ်ဆို VNN အသင်းကအနည်းဆုံးတော့တကူလောက်တော့ပြန်ထည့်နိုင်မှသေးကြတယ်မဟုတ်လဲနှစ်ကိုတူလောက်တော့သူတို့ရအောင်ကစားမှာဘာဖြစ်လို့လဲဆိုတော့စိတ်ဓာတ်ပဲအစတွေစိတ်ဓာတ်ကကျွန်တော်တို့ရှိမှာပြက်ပြားနေဘာဖြစ်လို့ဘာတွေကြောက်နေရဘာတွေကြောက်နေရဘာတွေကြွကြဲနေရ VNN အမှတ်မိသေးလားဟိုဩစတြေးလျအသင်းကိုရှုံးသွားတော့မြန်မာနဲ့ VNN နဲ့ဩစတြေးလျအသင်းနဲ့စုယူတော့အမဲဟာလာ VNN ကစားသမားတွေပေါ်မှာဝင်းသိန်းကြီးထောင်းလက်တွေပါတွေပြင်ပြီးတော့ဟီးဟားတွေလုပ်ဒီကစားသမားတွေကကိုရီနဲ့ဟိုအစိမ့်တက်ကြီးလဲမဟုတ်ကစားနေကြလူတွေဗျာဘာဟုတ်ရှိနေစရာလို့ဘာမှရှိနေစရာမလိုအဲ့ဒီတော့ဩစတြေးလျကိုရှုံးသွားတယ်နော်ဒုတိယရသွားတယ်နော်ကိုကချန်ပီယံပေးလိုက်တယ်ပရိသတ်တွေအားလုံးချန်ပီယံပဲပေးလိုက်တာဩစတြေးလျကဘယ်လို့မှမနိုင်နိုင်ဘူးလေသူအရက်ပေါင်းနဲ့ဘာနဲ့ညာနဲ့ဟုတ်တယ်မလားအဲ့တော့အခုဒီ VNN နဲ့ပွဲမှာတူတင်ကိုနေဆော့ပွဲပြီးကနေမှ 2-1 နဲ့ရှုံးသွားတာမျိုးဟုတ်လား 3-2 နဲ့ရှုံးသွားတာမျိုးအသေးကြပြီးတော့မှကိုကထွက်သွားတာမျိုးကျွန်တော်တို့လက်ခံတာအခုဥစ္စာဘယ်လို့မှလက်ခံနိုင်ကြမရှိတဲ့ခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းအဓိကတစ်ချက်ကကျွန်တော်စိတ်ဓာတ်ပိုင်းဆိုင်ပြောမယ်အခုပရိသတ်တွေအကုန်လုံးကတော့ပြောနေကြတာနီးပြကြီးလူစားလဲတာလူထုတ်လာဖို့မဟုတ်ဘူးဘာညာတာကသူကသူဘယ်လိုပဲထုတ်ကစားသမားတွေရဲ့စိတ်ထဲမှာငါတို့တော့ဖြုတ်ရမယ်ကျုံးရမယ်အသက်ကုန်အသေးအံဆော့ရမယ်ပေါ့လို့လုံးဝမရအောင်ချိန်နဲ့တလန်းတော်ငါတို့ရောလို့မရအောင်ဆိုတော့စိတ်ဓာတ်ကတူးတယောက်ချင်းစီတိုင်းမှာရှိရမယ်အခုဥစ္စာစလာကြတဲ့ဟိုကဘာမှမရှိဘူးလေဟို BNN ကိုရှော့တွတ်တယ်ဗျာသိရမလားအဲ့လိုမျိုးပုံစံမျိုးနဲ့ဆိုတော့ဟိုက 2C တခါတည်းပထမပိုင်းဆက်ခါချင်းနဲ့တွင်းလိုက်တော့သေရောအိမ်မှာဒါတော့ကန်ကောင်းလို့တော့ 3C 4C မျိုးဖြစ်တာကိုဘက်ကပြန်ပြီးတော့ထိုးဖောက်နိုင်လားဆိုရုံးရီလိုင်းတစ်လုံးပဲလောက်လာရှိတယ်ကြံတာဘာမှမရှိဘူးဘာစိတ်ဓာတ်မှလည်းမရှိဘူးအတက်ကိုကန်လေဘာဖြစ်လို့လဲပြင်းတော့ဖောက်ပြချပြီသူတို့အားလုံးတဲတဲရေတုံဖြစ်သွားပြီကျွန်တော်ဘာကိုခံစားလဲဆိုတော့မလေးရှားစီးဂိမ်းမှာတော့အောင်သူတို့တန်းပိုင်တို့အစုအဖွဲ့ဆီမီဖိုင်နယ်မှာထိုင်းနဲ့တွေ့တယ်ကျွန်တော်တို့ကိုယ်တိုင်ကိုကြသွားကြည့်တယ်ဆီမီဖိုင်နယ်ဒီအတုပ်ကတော့ထိုင်းကိုကြော်ပြီးတော့ဖိုင်နယ်တက်ပြီးတော့မှရွှေရပြီကိုကအဲ့လိုပဲခံစားဟောပြီးလဲပြီးတော့ထိုင်း1စီနဲ့ရှုံးတော့အဲ့မှာအကုန်လုံးခေါင်းကိုင်းဆိုင်ကြအသေးတွေကိုပြန်လာကျွန်တော်လည်းမလေးရှားသွားရတာပဲမလေးရှားသွားလိုက်တယ်လင်းဘိုးပဲဆုံးသွားတာပဲရှိအဲ့တုန်းကလည်းတော်တော်ခံစားအဲ့တုန်းကလည်းတော်တော်ညံ့အခုလေဒီအပေါက်ပဲဘာဖြစ်တာလဲစီးကိန်းရောဘာဖြစ်သွားကြတာတကယ်တော့ပရိသတ်တွေရောကျွန်တော်တို့အကုန်လုံးရှိသမျှလူတွေလိုနေတာလဲစီးကိန်းရဲ့အောင်မြင်မှုအောင်မြင်လို့လည်းရတယ်ကွာသိလားဒီအတင်းအဖွဲ့ကြီးကနောက်လာမဲ့2နှစ်မှဒီအမျိုးသမီးအပေါ်လုံးအစုအဖွဲ့ရှိကျင်လည်းရှိဦးမယ်ရှိကျင်မှလည်းရှိရောအဲ့တော့ကျွန်တော်အခုပြောနေရတဲ့အားလုံးဂယုဏတော်တော်ပဲသူတို့ဟိုတယောက်ချင်းစီတော့ကျွန်တော်ကငါဘာဖြစ်လို့ညာဖြစ်လို့ဆိုတော့တက်ကိုအသင်းတစ်သင်းလုံးဟာလာရှုံးနေသွားတယ်မတက်နိုင်တော့ဘူးဟာလာရှေ့ဆက်ပြီးတော့ကိုယ့်ရဲ့ live မှာဟာလာထပ်ပြီးတော့မှတွေ့ကြုံတဲ့ပွဲတွေမှာဒါတွေကိုသင်ခန်းစာယူပြီးတော့ပဲသွားဖို့ပဲရှိတော့တယ်နောက်ဆုံးတော့ဒီစကားပဲပြောရတော့မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဂျင်းနဲ့လာဆိုတော့မဂျင်းနဲ့ဘူးအပြစ်တင်လားဆိုတော့အပြစ်မတင်ဘူးဒါပေမဲ့ဝေးပဲမယ်ဒါလေးကိုကျွန်တော်တို့နားလည်ပြီးပါအခုဒီနေ့မြန်မာအမျိုးသားဘောလုံးအသင်းကန်အောင်မယ်အမျိုးသားဘောလုံးအသင်းကဘလို့မှကျွန်တော်တို့မျှော်မှန်းလို့မရတဲ့အတွက်ကြောင့်မလို့တော့စကြရမှာမျှော်လင့်ထားဘူးမျိုးသမီးအသင်းကိုမျှော်လင့်မိပရိသတ်တွေကလည်းတော်တော်များများအားပေးကြတယ်ဒါပေမဲ့အခုတော့မဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်လည်းစိတ်မကောင်းပါဘူးပရိသတ်တွေနဲ့တူခံစားရတယ်ဥက္ကဋ္ဌယူလည်းတနာတယ်ကစားသမားတွေလည်းခံစားနေရမှာသိကြပါတယ်ဆက်ပြီးတော့ကြိုးစားကြပါလို့ပြောရင်းနဲ့ပဲဒီဗီဒီယိုအဆုံးသတ်ပါရစေ